ဒီဗီဒီယိုဖိုင်လေးကတော့ဒါထိုင်းမုံလုံးကြီးပေါ့အယောင်လေးတွေနဲ့လုပ်တဲ့ဟာမှာထဲတဲ့ site ပေါ့နော် site ဆိုတာကတော့အထဲကအုံနိုးလုံးကြီးပါဒါကတော့ထညက်ကလေးတွေထည့်ပါတယ်ဒါကကက်စီနေထည့်တယ်ပေါ့နော်ထညက်က၄တုံးပမာဏလေးနဲ့ပါသူကအချိုကများများကြိုက်တယ်လို့ဆိုလို့ရှိရင်တော့တကြားလေးနည်းနည်းပါထည့်လို့ရပါတယ်ရေကတင်းတော်ရုံလောက်လေးထည့်ပြီးတော့မှသူအပူပေးပြီးဒီလိုမျိုးလေးအုံဒီချစ်ထားတာလေးတွေကိုပေါ့နော်ယူလုပ်လိုက်ပါတယ်ရှင်ဒီလိုပြပြနစ်နစ်ကလေးရလာမယ်ပေါ့နော်စားအနေငယ်လေးထည့်မယ်အေးခံပြီးတော့မှမကီတော့အလုံးလေးတွေလုံလိုက်မယ်ပေါ့နော်ဒါကသူမုတ်ထဲမှာထည့်ဖို့အတွက်မြန်မာပြည်မှာဆိုရင်တော့မုံလုံးရေပေါ်ကိုထညက်တွေပါသုံးတယ်ပေါ့နော်ဒီမှာကျတော့အုံယူထည့်ပါတယ်ရှင်ဒါကတော့ကောင်းငင်းပေါ့နော်ကောင်းငင်းမုံလုံးရေပေါ်အနေထားနော်အမဒါစူးမှုရွက်အရည်ကိုထည့်တယ်ပေါ့နော်အောင်မင်းညိုဆိုလို့ရှိရင်လည်းအောင်မင်းညိုကိုရေနွေးနဲ့လှုပ်ထားတဲ့အရည်ကိုထည့်ပါတယ်မုံလို့ရေပေါ်လှုပ်တဲ့ကောင်းငင်းနယ်နီးမလို့မကင်မပြောပြတော့ပါဘူးရှင်ဒါကတော့ကောင်းငင်းကိုနယ်ပြီးတော့မှပေါ့နော်အယောင်ထည့်တယ်တဘဝအယောင်လေးပါဒါအဲ့လေးမကစ်တို့ဒါမုံလို့ရေပေါ်အနေပုံစံမျိုးပဲအုံယူလေးတွေကိုထည့်ပြီးတော့မှလုံလိုက်ပါတယ်ရှင်နောက်တစ်ခုကဒါအပြင်မှာစားမယ်အုံဒီချစ်ထားတာလေးတွေကိုပေါ့နော်ပြန်ပြီးတော့မှပေါင်းထားပြီးပါမယ်ပေါင်းထားတယ်ဆိုတာလည်းအုံဒီမချင်သွားအောင်လို့ပေါ့နော်ပြီးရင်စားအနေငယ်ထည့်ပြီးပေါင်းထားပါမယ်ဒါကတော့ထုံးစံတိုင်းပုံမှန်တိုင်းပဲပြုတ်မယ်ပေါ့နော်ရေပေါ်ဘောလုံးပေါ်လာပြီဆိုတဲ့ခါကျရင်မကစ်တို့ဆဲလိုက်ပါမယ်ရှင်အခုချိန်ဒီထိုင်းရိုးရာမုတ်လေးတွေကဈေးမှာလည်းရောင်းကြတယ်တွေ့ရတဲ့အားလုံးပေါ့နော်စားခြင်းစပွဲလေးတွေပါဒါလေးတွေကိုမကစ်တို့ဒါအုံနိုးနဲ့ဒီလိုမျိုးလေးလှူစားလို့